À con đi nè. Dạ, dính luôn. Phá mấy là sao này nó đi con này, bóng bên nhau rồi mà sao? ဒီနာကြောက်ခုံနေဆိုတာဒါဘယ်ချိန်တော့သွားငါတော်တော်ရတဲ့နေရာတွေပေါ့နော်ဒါပေမဲ့အခုတော့တော်တော်ကြီးပြင်းမှာပဲအခုမှပေါ်ပါနဲ့တကောင်ကြိုက်တယ်ပေါ့နော်Chưa hết đúng không? Dâm lâu này. Dâm lâu nào vừa lấy này. À chơi đây được. ဒီလီတွေကတော့ဒါကျွန်တော်တို့ခရုတွေထဲမှာတော့เนาะ H4 ဈေးလဲကြီးတယ်စားလို့လည်းအရင်ကောင်းတယ်ဒါနန်နာလိုင်းလို့ခေါ်တဲ့ခရုပေါ့เนาะခရုလီတွေပေါ့เนาะနန်နာလိုင်းလို့ဘာလို့ခေါ်လဲတော့ကျွန်တော်လည်းမသိဘူးပေါ့เนาะဒီလီပေါ့ဒါကျွန်တော်နန်နာလိုင်းနဲ့တက်ဝယ်ကြည့်တာပေါ့เนาะဒါပေမဲ့သူတို့ကဒါဒီထဲမှာရောင်းတာပါညာမလုပ်ဘူးပေါ့เนาะမလုပ်တဲ့ဆိုခါကျတော့ဒီမှာလက်ဆောင်တွေပေးလိုက်တယ်ဗျမဝင်နေတဲ့သူတို့ဒီမှာဟင်းစားပေးလိုက်မယ်ဆိုပေးတာနဲတာမဟုတ်เนาะအများကြီးပဲနန်နာလိုင်းခရုဆိုတာဒါကိုခေါ်တာပါဟိုဒီကိုလေးစီကတောင်းလာတယ်ပြလိုက်ကျွန်တော်တို့ဒါငားမရတဲ့အတူတူဒါကြောက်လေးချပြီးတော့ဒါရေစင်ကူးနေနေဒါလှေအောင်ဝင်ကြည့်လိုက်မှဒါကျွန်တော်တို့လှေရဲ့ပန်ကားကြီးကဘယ်နှပြုတ်ကြကြံခဲ့ပဲမသိဘူးဗျအဲ့ဒါတည်းကျွန်တော်လည်းပန်ကားအပေါ်လည်းမပါတော့ဒါလှေဘေးနားဖြတ်တဲ့လှေတစ်စီးစောင့်ပြီးတော့ဒါသူတို့အကူကြီးတောင်းပြီးပဲသွားလိုက်ရတယ်ဗောနော်ဟိုပစုံနေရမ်းပါဦးကိုတနာရီလောက်ဆောင်ပြီးမှပဲဒါလေတစည်းဘေးနာဖြတ်တယ်ဗောနော်အဲ့လေကိုကျွန်တော်တို့ပစိုးလေးရမ်းပြီးပြလိုက်တာအဲ့လေကလည်းမစိုးပါဘူးဗျတကယ်သဘောကောင်းကြပါတယ်ပြန်လှည့်လာပြီးတော့ကျွန်တော်တို့ကျိုးနဲ့ဆွဲပြီးတော့ဗောနော်ဒါပင်လယ်တဲကဒါသူ့ကူညီကိုကူညီတဲ့ဒလီလေးကအရန်ချစ်ဖို့ကောင်းပါတယ်ဗောနော်ပြီးတော့ဒီလိုပင်လယ်ခီးထွက်မယ်ဆိုလို့ရှိရင်လည်းပန်ကာဆက်ပစ္စည်းဘာညာတွေကဒါအပူထည့်သွားတဲ့တယ်ဗောနော်အပူပစ္စည်းတစ်ခုစီကတော့ပါတဲ့တယ်ဗောနော်နှုတ်ဖို့ဆိုရင်ကျွန်တော်တို့ဒါပင်လယ် highway ထဲမှာလူသွားလာနေတဲ့နေရာမှာဆိုရင်တော့တိုင်ပတ်ပြီဗောနော်အားကြောင့်ညီကိုလည်းခီးဆိုင်ကြပါဗျကဲဗီဒီယိုလေးရရှိသွားမှာဆိုလို့ဒီလောက်ပါပဲဗျကျွန်တော်တို့လည်းဟန်ကြီးကထွက်ပေမဲ့ဟန်ကြီးဘက်မှာလေးတော်ထန်နေတဲ့အတွက်ဒီကိုင်ဂျီကပဲကုန်းပေါ်တက်ပြီးတော့ပြန်ခဲ့ပါတယ်ဗျအားလုံးပဲစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်မြန်မာအင်္ဂလာရင်းကကိုကျော်ပါကဲနောက်ဗီဒီယိုကြမှာပြန်ဆုံပါမယ်ကိုလက်